Hey guys အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ပတ်တူလေးဖြစ်ပါတယ်ရှင်ဒီကတော့လုံးဝကိုလုံးဝဘာဖတ်မှမပါပါဘူးလုံးဝ neutral ပါပဲရှင်ဒါလို့ရှင်ဗီဒီယိုလေးကိုနည်းနည်းလေးမြင်လိုက်မယ်နော်ကဲပထမဆုံးပေါ့နော်ပခဏကိုလီကိုခါလီကိုမှတ်ပြီးထားမယ်ဒီခါတိုလေးတင်းအားလေးရှော့မယ်အတွက်ကဲကိုရဲ့ဘဲလက်လီကညပါမမတင်ပြီးရောဘဲဘက်လီကိုစောင်းချမယ်ဒါလေးကို twist လေးလုပ်ပေးပေါ့နော်10ချိန်ထိသွားပေးမယ်ပေါ့နော်10ချိန်ထိသွားပေးမယ်လူက10ချိန်သွားပေးပေါ့နော်10စက္ကန့်ပေါ့နော်10စက္ကန့်ထိနေပေးမယ်ဒါလေးကို10စက္ကန့်ကို3ကြော်ထိလုပ်လို့ရပါတယ်3ကြော်ထိလုပ်လို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ကိုရဲ့ဒီပေါင်လေးကိုပေါ့နော်ကိုရဲ့ညာပေါင်လေးကိုဘဲညာပေါင်ညာ6ထောက်လေးကိုဘဲပေါင်ရင်းမှာတင်ပြီးလို့ရှိလို့ရှိရင်ရှူပြီးတော့အောက်ကိုဆင်းသွားပေးမယ်ဒါလေးကိုလည်း10စက္ကန့်နေပေးပြီးတော့3ကြော်လုပ်လို့ရပါတယ်ရှင်ပြီးတော့လို့ရှင်ပေါင်လေးကိုကောင်းမယ်ပေါ့နော်ပေါင်ကိုနိုင်တဲ့လောက်လေးပဲကားမယ်ကိုတင်းအားလေးရော့ဖို့အတွက်ကိုပေါ့နော်ကိုနိုင်တဲ့လောက်လေးပဲကားမယ်ပေါ့နော်ကားပြီးဆိုပြီးတော့မှကိုကဒီခါလေးကိုဘယ်ညာလေးလဲစောင်းပေးမယ်เนาะဒါလေးကိုsettingပေါ့เนาะဒီတစ်ခွက်လေးကြံငယ်လို့ပါရှင်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်ညာလေးစောင်းပေးပြီးသွားပြီဆိုလို့ရှင်ပေါ့เนาะဒီကိုရဲ့ဘဲလက်လေးညာပေါင်ပေါ်တင်ပြီးရောဘဲဘက်လေးကိုစောင်းချပေးမယ်ပေါ့နော်ဒါလေးကိုရှုမယ်ထုံမယ်10စက္ကန့်ကို3ကြော်ယူတော့လို့ရပါတယ်ပြီးရင်ကိုရဲ့ဘဲလက်လေးညာပေါင်ပေါ်တင်ဘဲဘက်လေးကိုစောင်းချမယ်ဒါလေးကို10စက္ကန့်ပေါ့နော်နေပေးမယ်ရှူတင်ရှော်လေးလုပ်ပေးဒါလေးကိုလည်း3ကြော်လေးသွားလို့ရပါတယ်ရှင်ကဲပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကိုရဲ့6ထောက်လေးကိုဆွဲဆန့်ပေးမယ်ပေါ့နော်ဆွဲဆန့်မယ်ခါလေးကိုဆန့်ထားပေးမယ်ခါလေးကိုဆန့်ဘိုက်လေးကိုဆွဲချက်ပြီးတော့မှအခါလေးလက်ကလေးဝိုက်ပြီးတော့ဖြည်းဖြည်းချင်းဆင်းသွားပေးမယ်ဒါလေးကိုဒါဆိုရင်ဒူးတင်းရလေးရော့မယ်အောက်ပိုင်းတင်းရလေးအကုန်လုံးတင်းရလေးရော့စီမယ်ပေါ့နော်ဒါလေးကို10စက္ကန့်နေလုပ်ပေးမယ်ရှူမယ်ထုံမယ်ဒါလေးကို10စက္ကန့်ပေါ့နေပေးမယ်ပေါ့နော်ဖြည်းဖြည်းလေးနဲ့ငိမ့်လေးပေါ့နော်နေပေးပြီးတော့မှထုတ်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါကို3ကြော်လေးလုပ်လို့ရပါတယ်ရှင်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်ဒူးလေးကိုညာဒူးလေးကိုဆန့်ပြီးတော့လက်ကလေးကိုဆွဲပြီးတော့အကုန်လုံးရှူပြီးတော့အဲ့ဒါလေးကိုလည်း10စက္ကန့်ပေါ့နော်10စက္ကန့်အထိသွားပေးမယ်10စက္ကန့်နေလို့ရတယ်ပေါ့နော်10စက္ကန့်နေ3ကြော်ထိသွားပေးမယ်ဘယ်ရောညာအတူပဲပေါ့နော်တူပဲနောက်တစ်ခုလေးဝင်ပြီးနောက်တစ်ခုကကြတော့ဒီ butterfly လုပ်မယ်ခြေထောက်လေးကိုခြေထောက်လေးကိုကပ်ပေးထားမယ်ခုဆိုလို့ရှိရင်တော့ပေါ့နော်3မိနစ်စာပြီးသွားပါပြီခြေထောက်လေးကိုကပ်ပေးထားမယ်ကပ်ပြီးသွားဆိုတော့ကိုကဒီဟာလေးကိုလုံနိုင်တဲ့လောက်လေးလုံပါလုံနိုင်တဲ့အချိန်လေးမှာလုံပေါ့နော်လုံပါရှင်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီဟာလေးကလူကြီးလူငယ်မီရေလုံလို့ရပါတယ်ရှင်ကိုရုံထိုင်းသမားအဓိကပြီးရုံထိုင်းသမားတွေဟလာဖုန်းကြီးတဲ့လူတွေဒီဖုန်းကြီးတဲ့လူတွေကွန်ပျူတာကြီးတဲ့လူတွေပြီးလို့ရင်အာယုံစိုက်ပြီးလောက်ရတဲ့လူတွေအတွက်ကိုအရန်ကိုတက်တာပြီးရောအိပ်ပျော်ပြီးတော့ညောင်းညပြည့်စဲလေ့ကျင့်ခန်းလေးလည်းဖြစ်ပါတယ်ရှင်ဒီလေ့ကျင့်ခန်းလေးကိုဒီလေ့ကျင့်ခန်းလေးကိုပညာဒါနအနေနဲ့မြောက်ပေးရလေဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေပြီးကြမှာကြပါစေရှင်အဆင်မပြေတာလေးရှင်လို့အဆင်မပြေတာလေးရှင်လည်းလေ comment မှာရေးခပြလို့ရပါတယ်ရှင်အားလုံးပဲကြမှာကြပါစေရှင်အားလုံး good night ပါ bye bye